မေအိမ်လွမ်းနာကြနေသလား Are you homesick မေရဲ့မိသားစုကိုလွမ်းနေတာလား Do you miss your family မေဒီနိုင်ငံမှာနေတာဘယ်လောက်ကြာပြီလဲ How long have you been living in this country မေဘာပြောလိုက်တာလဲ What do you say ဘူရာယူသွားတဲ့လမ်းကဘယ်မှာလဲ Where is the way to the station မေကွန်ပျူတာသုံးတတ်သလား Can you use the computer မေဘာသာစကားဘယ်နှခုပြောတတ်တယ်လဲ How many languages can you speak မေတရုတ်စကားပြောတတ်သလား Can you speak Chinese ငါဖုန်းဆင်းကပ်ဘယ်မှာဝယ်လို့ရမလဲ Where can I buy a SIM card မင်းငါနဲ့အတူနေ့လည်စာစားချင်ပါသလား Do you want to eat lunch with me မင်းဘယ်မှာအလုပ်လုပ်တယ်လဲ Where do you work မင်းကကျောင်းသားလား Are you a student မင်းအားကစားကိုကြိုက်ပါသလား Do you like sports မင်းမှာအကြွေတွေပါသလား Do you have any change ဒီအဆောက်အအုံကပါလဲ What is this building မင်းငါကိုဆေးရုံသွားတဲ့လမ်းကိုပြောပြလို့ရမလား Can you tell me the way to the hospital မင်းရှက်တက်သလား Are you shy မင်းနိုင်ငံခြားကိုရောက်ဖူးသလား Have you ever been abroad မင်းဘယ်အချိန်မှလို့သွားတယ်လဲ What time do you go to work မင်းကတငယ်ချင်းတွေနဲ့နေတာလား Do you live with your friends မင်းကမိသားစုနဲ့နေတာလား Do you live with your family ငါမင်းရဲ့နာမည်သိလို့ရမလား Can I know your name ငါမင်းရဲ့ဖုန်းနံပါတ်ရနိုင်မလား Can I have your phone number မင်းပိုက်စာနေပြီလား Are you hungry ကျွန်တော်တို့အရင်ကဆုံဖူးသလား Have we met before